မိတ်ဆွေတခါတလေညဘက်တွေမှာပတ်ဝန်းကျင်တစ်ခုလုံးတိတ်ဆိတ်သွားတဲ့အချိန်ကိုယ့်ရင်ဘက်ထဲကအတန်ကိုပြန်ကြားဘူးလားငါဘာတတိလောက်တော့အတင်းအဓမ္မပြေးလွှားနေရတာလေတကယ်ရောရှေ့ကိုရောက်နေရလားဆိုတဲ့မိခွန်းမျိုးပေါ့ကျွန်တော်သိပါတယ်အခုကျွန်တော်တို့ရုန်းကန်နေရတဲ့ဘဝဟာတခါတလေမှာအသက်ရှူရတာတောင်ကြက်တဲရတော့ပင်မမှုကောင်းတယ်ဆိုတာဒါပေမဲ့အဲ့ဒီပင်မမှုတွေကသင်ကိုအဖြစ်ပေးမှာမဟုတ်ဘူးသင်ရဲ့အတွင်းစိတ်ကြည်ငြိမ်မှုကပဲသင်ကိုလမ်းပြပေးမှာပါဒီနေ့ကျွန်တော်မိတ်ဆွေတို့ကိုစုံမဖို့လာတာမဟုတ်ပါဘူးကျွန်တော်ဘဝရဲ့အမှားတွေနဲ့အမှန်တွေကြားကရလာတဲ့စီမီရဲ့တလုံးကိုသင်လက်ထဲထည့်ပေးခြင်းလို့ပါဒီ7မိနစ်ဟာသင်ဘဝရဲ့အမောင်ဆုံးနေရာကိုအလင်းပေးသွားနိုင်တဲ့အချိန်ဖြစ်ပါလိမ့်မယ်အေချာနားထောင်ကြည့်ပါကျွန်တော်တို့မြမရိုးရာစီမီရဲ့လေးတလုံးကိုမြင်အောင်ကြည့်လိုက်ပါအဲ့ဒီစီမီရဲ့လေးလင်းနေဖို့အတွက်အစိပ်ပိုင်း3ခုလိုပါတယ်စီရဲ့မီးစာရဲ့ဖန်အိမ်ရဲ့ပါအဲ့ဒီ3ခုတည်းကတစ်ခုခုချိုရွရင်လင်းရောင်ကမှိန်သွားမယ်ဒါမှမဟုတ်ငြင်းသွားပါလိမ့်မယ်မိတ်ဆွေရဲ့ဘဝဟာလည်းဒီစီမီရဲ့လိုပါပဲပထမဆုံးကျွန်တော်တို့မီးစာအကြောင်းကိုပြောကြည့်ရအောင်မီးစာဆိုတာသင်ရဲ့စီကံပါပဲမီးစာကရှင်းနေရင်မီးခိုးတွေထွက်ပြီးမီးရင်မဲသွားမယ်တိုးပြန်ရင်လည်းမီးငြိမ်းသွားမယ်စီကံဆိုတာဒီလိုပဲကိုအတင်းကျပ်ညှဉ်းပန်းတာမျိုးမဟုတ်သလိုလုံးဝလွတ်ထားတာမျိုးလည်းမဟုတ်ရဘူးစီကံဆိုတာမှန်ကန်တဲ့အချိန်မှာမှန်ကန်တဲ့အရာကိုလုပ်နိုင်တဲ့အစွမ်းပဲခဏဒီတစ်ချက်ကိုတေချာစဉ်းစားကြည့်ပါမိတ်ဆွေဟာမနှက်ပြန်အတွက်အစီအစဉ်တွေအများကြီးဆွဲထားပေမဲ့တကယ်တမ်းကျတော့ဖုန်းလေးပွင့်ရင်အချိန်တွေကုန်သွားခဲ့တာဘယ်နှကြိမ်ရှိပြီလဲဒါမီးစာကိုမညှိတတ်လို့မီးကူးထွက်နေတာပဲစီကံရှိတဲ့သူဟာသူ့ရဲ့အချိန်နဲ့စွမ်းအင်ကိုဘယ်နေရာမှာသုံးရမလဲဆိုတာကိုသိတယ်အဲ့ဒီစီကံကပဲသင်ရဲ့အကျင့်စရိုက်ကိုစတင်ပုံဖော်ပေးတာပါအကျင့်စရိုက်ဆိုတာအပြင်ပန်းအဝတ်အစားမဟုတ်ဘူးဘယ်သူမှမမြင်တဲ့အမောင်ထဲမှာမိတ်ဆွေဘာလုပ်တယ်လဲဆိုတာပဲကိုယ်စကားကိုတည်သလားကိုတာဝန်ကိုကျေပြင်းသလားကျွန်တော်တို့ငယ်ငယ်တုန်းကပညာရှိဆရာကြီးတယောက်ဆုံးမဘူးတယ်မင်းဘာတွေတက်မြောက်ထားတယ်လဲဆိုတာထက်မင်းရဲ့စိတ်ကိုမင်းဘယ်လောက်ထိအုပ်ချုပ်နိုင်တယ်လဲဆိုတာကပိုအရေးကြီးတယ်တဲ့အဲ့ဒါဟာခေါင်းဆောင်မှု leadership ရဲ့အစပဲကိုမဟုတ်ချုပ်နိုင်တဲ့သူဟာတခြားဘယ်သူ့ကိုမှလမ်းပြဖို့မဖြစ်နိုင်ပါဘူးဒုတိယအချက်ကတော့ C အကြောင်းပါ C ဆိုတာသင်ရဲ့အတွင်းစိတ် mindset လို့ပါပဲ C မရှိရင်မိစားကသူ့ကိုယ်သူလောင်ကျွမ်းပြီးပြဖြစ်သွားလိမ့်မယ်မိတ်ဆွေရဲ့စိတ်ထဲမှာအမြဲတမ်းပူလောင်နေတယ်စိတ်တိုးနေတယ်အားငယ်နေတယ်ဆိုရင်သင်ရဲ့စွမ်းအင်တွေကိုအလကားဖြုံးတီးနေတာပါပဲစီမီအိမ်တွေကိုစီအသစ်တွေထပ်ဖြစ်ပြီးသလိုမျိုးသင်ရဲ့စိတ်ထဲကိုလည်းအသိပညာတွေအပြုသဘောဆောင်တဲ့အတွေးခေါ်တွေနေတိုင်းဖြစ်ပြီးဖို့လိုပါတယ်သင်ယူမှုကိုရက်လိုက်တဲ့နေ့ဟာသင်ရဲ့စီမီအိမ်ငြိမ်းဖို့ပြင်ဆင်တဲ့နေ့ပါပဲမိတ်ဆွေတစ်ချက်လောက်စဉ်းစားကြည့်ပါမိတ်ဆွေနောက်ဆုံးအချိန်စာအုပ်တို့ဖတ်ခဲ့တာဘယ်တော့ကလဲဒါမှမဟုတ်ကိုယ့်ထက်တော်တဲ့သူတယောက်ယောက်စီကနေရိုးသေးသေးသင်ယူခဲ့တာဘယ်တော့ကလဲစီမဖြစ်ဘဲနဲ့တော့အလင်းရောင်ကိုမမျောလင်းပါနဲ့တကယ်လက်တွေ့လောကမှာခေါင်းဆောင်ဆိုတာအမိန်ပေးတဲ့သူမဟုတ်ဘူးအမြဲတမ်းသင်ယူနေပြီးအမှန်တရားကိုရှာဖွေနေတဲ့သူပဲသင်ကိုယ်တိုင်လင်းထိန်နေမှသင်နောက်ကလူတွေလမ်းကိုမြင်ရမှာပါနောက်ဆုံးအစိတ်ပိုင်းကတော့ဖန်အိမ်ပါဖန်အိမ်ဆိုတာသင်ရဲ့ဆက်သွယ်ပြောဆိုခြင်း communication ပဲမိတော့တွေကဘလောက်ပဲကောင်းကောင်းလေတိုက်ရင်ငြိမ်းသွားနိုင်တယ်ဖန်အိမ်ကအဲ့ဒီမိတော့ကိုကာကွယ်ပေးသလိုမျိုးသင်ရဲ့ပြောဆိုမှုကလည်းသင်ရဲ့အတွင်းစိတ်ကြည်ငြိမ်မှုကိုကာကွယ်ပေးရမယ်စကားပြောဆိုခြင်းဆိုတာစကားလုံးတွေအများကြီးပြောတာမဟုတ်ဘူးဘယ်ချိန်မှာဘာကိုပြောရမလဲဘယ်ချိန်မှာတိတ်နေရမလဲဆိုတာကိုသိတာပါစကားတစ်ခွန်းဟာဒဏ်ရာကိုကုစားနိုင်တယ်လို့နှလုံးသားကိုလည်းအစိတ်စိတ်ခွဲနိုင်ပါတယ်မိတ်ဆွေသင်ရဲ့စကားလုံးတွေကသူတစ်ပါးအတွက်နှွေးထွေးမှုဖြစ်စေသလားဒါမှမဟုတ်ပူလောင်မှုဖြစ်စေသလားစကားပြောဆိုမှုမှာယဉ်ကျေးခြင်းဟာအားနည်းတာမဟုတ်ဘူးအဲ့ဒါကိုယ့်ထိန်းချုပ်နိုင်တဲ့ခေါင်းဆောင်မှုရဲ့ပြရုပ်ပါပဲမိတ်ဆွေအခုကျွန်တော်ပြောမယ့်စကားကိုသိချာနားထောင်ပါအချင်းဆိုတာလူတိုင်းအတွက်တရားမျှတပါတယ်
ဒါပေမဲ့အဲ့ဒီအချိန်ကိုဘယ်လိုသုံးတယ်လဲဆိုတာကတော့ကွဲပြားတယ်အခုမိတ်ဆွေအသက်20ကျော်30ဝန်းကျင်ဒါအသင်ဘဝရဲ့အကောင်းဆုံးအချိန်တွေပဲဒီချိန်မှာသင်ကမိစားကိုမညီဘူးစီကိုမဖြေဘူးဖိုင်အိမ်ကိုမတက်ဆင်ဘူးဆိုရင်နောက်10နှစ်20ကြာတဲ့အခါသင်ဘဝအမောင်ထဲမှာပဲကြံရစ်ခဲ့လိမ့်မယ်အဲ့ဒီအချိန်ကျမှငါငယ်ငယ်ကစူးစမ်းခဲ့ရင်ကောင်းမှာပဲလို့နောင်တရတာအခါလုံးမိုးရွာသလိုပါပဲသင်ဘဝမှာအမားတွေရှိခဲ့ဘူးမှာပါကျွန်တော်မှလည်းရှိခဲ့ပါတယ်ဒါပေမဲ့အတိတ်ကအမားတွေဟာသင်ကိုတတ်ဖို့လာတာမဟုတ်ဘူးသင်ကိုသင်ခန်းစာပေးဖို့လာတာပါမပြောင်းလဲပဲဒီအတိုင်းဆက်သွားနေမယ်ဆိုရင်သင်ရဲ့အနာဂတ်ဟာဘာထူးခြားလာမှာလဲနေတိုင်းအရင်လိုပဲပင်ပန်းနေအောင်ပါပဲပြောင်းလဲဖို့ဆိုတာတစ်ကမ္ဘာလုံးကိုပြောင်းလဲဖို့မဟုတ်ဘူးသင်ရဲ့စိတ်နဲ့စိတ်ထားကိုအရင်ပြောင်းဖို့ပါပဲမိတ်ဆွေသင်မှာအဲ့ဒီလိုပြောင်းလဲနိုင်တဲ့စွမ်းအားတွေအပြည့်အဝရှိနေပြီသားပါသင်ရဲ့ရင်ထဲမှာအလင်းရောင်တစ်ခုရှိတယ်အဲ့ဒီအလင်းရောင်ကိုမငြင်းပါစေနဲ့ဒီနေ့ကစပြီးဆုံးဖြတ်ချက်ချပါအသေးအဖွဲကိစ္စလေးတွေကစပြီးစီကံရှိပါကိုယ့်ရဲ့အကျင့်စရိုက်ကိုကိုယ့်ရဲ့ရိုးသားမှုကိုတန်ဖိုးထားပါသူတို့ဘာကိုအပြစ်တင်တာရပ်ပြီးကိုယ့်ဘဝကိုကိုယ်တိုင်တာဝန်ယူပါသင်ဟာသင်မိသားစုရဲ့သင်ပတ်ဝန်းကျင်ရဲ့ခိုင်မာတဲ့မိရင်တစ်လုံးဖြစ်လာရပါမယ်ကျွန်တော်တို့အတူတူစူးစမ်းကြမယ်အတူတူကြီးထွားကြမယ်ဒီစကားတွေကသင်အတွက်တစ်ခုခုစဉ်းစားစရာရခဲ့တယ်ဆိုရင်သင်လိုပဲရုန်းကန်နေရတဲ့တငယ်ချင်းတွေအတွက်မျှဝေပေးလိုက်ပါအဲ့ဒါဟာလည်းအလင်းတစ်ခုပေးသလိုပါပဲဗီဒီယိုကိုအဆုံးထိကြည့်ပြီးလို့ရင်ထဲကနေလိုက်လဲနဲ့ကျေးဇူးတင်ရှိပါတယ်ကျွန်တော်ကဦးချစ်ဖြစ်ပါတယ်နောက်ဗီဒီယိုမှာပြန်လည်ဆုံတွေ့ပါမယ်Учить меня, amar.